ကဲဒီနေ့မှာတော့ကျွန်တော်ကမနေ့ကပြောပြထားတဲ့ display ဘိုင်းမှာပဲကျွန်တော်တို့ P brightness အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်P brightness ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော် screen မှာဆိုလို့ရှိရင်အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ပမာဏပေါ့နော်အလင်းထွက်အားကိုပြောတာပဲဖြစ်ပါတယ်ကျွန်တော် P brightness မျှခြင်းနဲ့ နေခြင်းမှာဆိုလို့ရှိရင်အားတာချက်အားနည်းချက်လေးရှိရပေါ့နော်အကြောင်းလေးကိုပြပြပေးသွားပါမယ်ကျွန်တော် P brightness အလင်းနဲ့မျှလို့ရှိရင်အားတာချက်ကဘာလဲဆိုလို့ရှိရင်အနေရအောက်တွေပေါ့နော်အပြင်ဘက် outdoor တွေမှာကြီးတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကောင်းကောင်းကြီးမြင်နေတယ်ပေါ့နော်လက်ကွက်ကြီးရတဲ့ပြဿနာမျိုးမရှိတော့ဘူးပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ HDR ဗီဒီယိုတွေကြီးတဲ့အခါမျိုးမှာဆိုလို့ရှိရင်ပို့ပြီးတော့တိတာတယ်ဥပမာနေအောင်ကြီးဖြာထွက်တာမျိုးတို့မိတောင်မိရှန်တွေကြီးတဲ့အခါမျိုးတို့အဲ့လိုအချိန်မျိုးမှာဆိုလို့ရှိရင်ဒေရှာလေးမြင်လို့ရရပေါ့နော်အဲ့လိုပိုင်းလေးတွေပို့ပြီးတော့အားတာတယ်သူရဲ့ P brightness နဲ့မျှတာရဲ့အားနည်းတဲ့ချက်ကကြပါလဲဆိုလို့ရှိရင်ကျွန်တော်အလင်းအဆုံးထိတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် battery နည်းနည်းလေးပိုစားတယ်နောက်တစ်ခုကကျတော့အလင်းအဆုံးထိအကြာကြီးတင်ထားတဲ့ခါမျိုးမှာဆိုလို့ရှိရင် mobile phone ကနည်းနည်းလေးပူလာတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော် screen ပစ္စည်းလွယ်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော် AMOLED မှန်နေမှာဆိုလို့ရှိရင်အဖြစ်များတယ် P brightness ကိုအဆုံးထိတင်ပြီးတော့ကျွန်တော်တို့ YouTube တို့ TikTok တို့အကြည့်များတယ်ဆိုလို့ရှိရင်နောက်မှာတွေ့ shape ပေါ့နော်အဲ့လိုပုံစံမျိုးပေါ်တတ်တာမျိုးတွေဖြစ်တတ်တယ်ဒါကတော့ P bright များခြင်းရဲ့အားနည်းချက်တွေပြပြပေးသွားပြပါတယ်P bright နဲ့နဲတာရဲ့အားတာချက်ကကြပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ battery စားတတ်တာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အလင်းအားနည်းအတွက်မျိုးလုံးကိုထိခိုက်နိုင်မှုအားနည်းတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အားနည်းတဲ့အချက်ကကြဘာဖြစ်မလဲဆိုလို့ရှိရင်နေရာအောက်တွေမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းတွေကိုကောင်းကောင်းမမြင်နိုင်ဘူးလက်ကွယ်ကြည့်နေရတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ဒါကတော့သူ့ရဲ့အားနည်းတဲ့ပိုင်းလေးတွေဖြစ်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ P bright နဲ့အလင်းအားနည်းတယ်ဆိုလို့ရှိရင်တော့တော်တော်များများပေါ့နော် budget ဖုန်းတွေမှာအသုံးတာများတယ်ပေါ့ကိုကအပြင် outdoor တွေမှာသုံးတာများမယ်ဆိုလို့ရှိရင်တော့ P bright နဲ့များတဲ့ဖုန်းတွေကိုပို့ပြီးတော့သုံးတယ်မှာကိုက budget လည်းချွေတာခြင်းနဲ့ပြီးလို့ရှိရင်ကျွန်တော်အိမ်ထဲမှာပဲသုံးတာများတယ်ဆိုလို့ရှိရင်တော့ P bright နဲ့နည်းတဲ့ဖုန်းတွေကိုရွေးချယ်သုံးလို့ရပါတယ်ဒါကတော့ P bright နဲ့နည်းတာများတဲ့အကြောင်းလေးကိုပြပြပေးသွားပြပါတယ်ဒီနေ့ပြီးတော့လောက်ပါပဲ